မင်္ဂလာပါမာယုတ်တန်သတင်းစီစဉ်အားနေကြိုဆိုပါရစေဒီကနေ့ဩဂတ်စ်လ18ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါကျွန်တော်ကတော့လင်းလက်ဖြစ်ပါတယ်အခုညတင်ဆက်ပေးမှာတော့အညာတမစစ်စင်ရေးဖြစ်ချမ်ဖတ်ဆဲအုပ်စုကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစက်ကောင်စီဘက်ကထိခိုက်သိမ်းဆုံးမှုများပြားခဲ့တဲ့တဲ့ယူကရိန်းကစစ်ပွဲအတွင်းမှာအကြီးမားဆုံး drone တိုက်ခိုက်မှုနဲ့ဝယ်ရောက်တိုက်ခိုက်ခဲ့ကြောင်းရုရှားဘက်ကဝန်ခံပြောကြားခဲ့တဲ့တဲ့ထိုင်းလော်တော်မတ်တင်နဲ့ CRPH ကိုယ်စားလှယ်အဖွဲ့ဘန်ကောက်မှာတွဲဆုံဆွေးနွေးခဲ့ကြတဲ့ဆိုတဲ့သတင်းအပြင်ရွာငံမြို့မှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ရွာ3ရွာမှာရှိတဲ့ရပ်သားတွေကိုစစ်အုပ်စုကမောင်းထုတ်နေတဲ့ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါခုပထမဆုံးတင်ဆက်ပေးမှာတော့မကွေးတိုင်းမြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်တွေကိုအင်အားလုံးရင်းနဲ့ဆက်ကြောင်းထိုးလာတဲ့ကျန်းဖတ်စစ်တပ်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သားများအပြားထိခိုက်သေဆုံးခဲ့ပါတယ်အညာတမဆက်ဆံရေးအတွင်းအွန်လိုင်းပူပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်ကျန်းဖတ်စေအုပ်စုတပ်ဖွဲ့ဝင်90ကျော်ထိခိုက်သေဆုံးခဲ့ပြီးအနက်ခရန်ချို့သိမ်းဆည်းရရှိခဲ့ကအနက်မဲ့အလင်းဝင်ရောက်လာသူ4ဦးရှိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်နောက်ထပ်တင်ဆက်ပေးမှာတော့ရုရှားနဲ့ယူကရိန်းကြားလေကြောင်းတိုက်ခိုက်မှုတွေပုံမပြင်းထန်လာချိန်မှာယူကရိန်းဘက်ကအကြီးမားဆုံး drone တိုက်ခိုက်မှုတစ်ခုနဲ့ရုရှားနိုင်ငံအတွင်းကိုတိုက်ခိုက်ခဲ့တာကြောင့်မော်စကိုမြို့နေရာကုန်ပစ္စည်းဖြန့်ဖြူးရေးဂိုဒေါင်ကြီးတစ်ခုမီးလောင်ပျက်စီးခဲ့ပြီးအနည်းဆုံးလူ6ဦးသေဆုံးခဲ့ကြောင်းရုရှားတာဝန်ရှိသူတွေရဲ့ပြောဆိုချက်ကိုကိုးကားပြီး DW News သတင်းဌာနဖော်ပြထားပါတယ်လွန်ခဲ့တဲ့အဆက်4နာရီအတွင်းယူကရိန်းဒုံ1488စင်းအထိပစ်ချနိုင်ခဲ့ကြောင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနဆိုထားပေမဲ့မော်စကိုမြို့ရဲ့တောင်ဘက်15မိုင်ကွာမှာရှိတဲ့ White Berries Company ပိုင်ဆိုင်တဲ့စတူယန်မီတာ3သိန်းခွဲကျယ်ဝန်းတဲ့ဂိုဒေါင်ကြီးမီးလောင်သွားခဲ့ကလုပ်ငန်းတွေရပ်ဆိုင်းသွားခဲ့ကြောင်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအတွင်းရေးမှူးအဖွဲ့ဝင်ဒေါ်ဖြူဖြူသိန်းဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာထိုင်းနိုင်ငံအောက်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဩဂတ်စ်လ14ရက်နေ့ကဘန်ကောက်မြို့မှာရှိတဲ့အောက်လွှတ်တော်မှာတွားရောက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကဩဂတ်စ်လ16ရက်နေ့မနေ့ကသတင်းထုတ်ပြန်ထားပါတယ်။အဲဒီတွေ့ဆုံပွဲမှာထိုင်းနိုင်ငံအောက်လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့အနုဆုံအပါအဝင်အခြားကိုယ်စားလှယ်2ဦးတို့တက်ရောက်ခဲ့ကြရလို့သိရပါတယ်။အဲဒီဆွေးနွေးပွဲအတွင်းတစ်ဖက်ကိုယ်စားလှယ်တွေကမြန်မာနိုင်ငံရဲ့အတလောဖြစ်ပေါ်တိုးတက်နေတဲ့နိုင်ငံရေးအခြေအနေတွေဒီမိုကရေစီရေးလှုပ်ရှားမှုတွေနဲ့အနာဂတ်မှာနှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မဲ့နည်းလမ်းတွေခွင့်လန်းတွေအပေါ်ကြေကြေပြန့်ပြန့်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြရလို့သိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်တောင်ပိုင်းဗနုဒေသရွာငံမြို့နယ်မှာကျန်းဖတ်စစ်တပ်နဲ့ဗနု PDF တို့ကြားနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်ကျန်းဖတ်စစ်တပ်ကကျေးရွာ3ရွာမှာရှိတဲ့အရပ်သားတွေကိုရွာတွေထဲကနေချင်းချောက်မောင်းထုတ်နေကြောင်းဗနုဒေသအခြေစိုက် PDF 10333တရင်ကဩဂတ်စ်လ16ရက်ညပိုင်းမှာထုတ်ပြန်အသိပေးထားပါတယ်။ရွာငံမြို့နယ်တဲကအလဲချောင်းဖျားကြီးကုန်းနဲ့လူကျေးရွာတွေမှာကျန်းဖတ်စစ်တပ်ကအင်အားများအပြားနဲ့ဖြန့်ကျက်ထားပြီးအရပ်သားတွေကိုလည်းရွာတွေထဲကနေအတင်းကျပ်မောင်းထုတ်နေရလို့သိရပါတယ်။အလူဒေတာအခြေဆိုင် PDF 10333တရင်ကတော့သူတို့အနေနဲ့အလဲချောင်းကျေးရွာနဲ့ဖျားကြီးကျေးရွာကြားမှာအကြမ်းဖက်စစ်တပ်နဲ့မလွဲရှောင်တာပဲထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်းနဲ့အဲဒီနောက်ပိုင်းအကြမ်းဖက်စစ်တပ်ကအင်အားများအပြားဖြန့်ကျက်လာတာဖြစ်ကြောင်းဆိုထားပါတယ်။ဩဂတ်စ်လ18ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပါပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုလည်းကျေးဇူးတူပဲတင်ရှိပါတယ်။မောင်ဝဲရုပ်သံသတင်းအစီအစဉ်တွေကိုနေ့လယ်တနာရီနဲ့ည9နာရီချိန်တွေမှာပုံမှန်ထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။